ဘူးကတော့မင်းလေးဝစ်စတိုင်မှာဘောင်းကြီးပတန်ဆွဲနေလေးရှင်းပြပေးမယ်ပတန်လေးဆွဲပြပေးမယ်နော်ဒီကတော့ယောက်ျားလေးကောင်းကြီးလောက်သူကဟိုမဖြစ်ဘူးမရှင်းဘူးမရှင်းဆိုတာအရှိချမ်းနောက်ချမ်းကြီးခွဲတဲ့အတွက်ဒီကြောင့်နည်းနည်းတော့ရှုပ်တယ်ပေါ့တခြားလေးတော့ရှင်းပြပေးမယ်နားမလဲတာရှိရင်လည်းမိုးကိုချက်ပေါက်ကနေပဲဖြစ်ဖြစ်ဟိုကွန်မန့်ကနေဖြစ်ဖြစ်ပြန်မေးလို့ရတယ်ပေါ့နော်မိုးအားတဲ့ချိန်ပြန်ဖြေပေးပါမယ်နော်ဒီဟာလေးအတွက်နီးစရာတော့ဒီမှာပုံသေးနည်းလေးပဲပုံသေးနည်းဒါကတော့မိုးက ready made site small size နဲ့ထုတ်ပေးထားတယ်ဒီလိုဒီ site ဒီမိုးပြထားတဲ့အတိုင်းချုပ်ကြည့်မယ်ဆိုရင်လည်းတစ်ထည်လောက်တော့စမ်းချုပ်ကြည့်ပေါ့ဒါတော့ small size ကိုsmall size နဲ့ပြပေးထားတယ်နော် small size နဲ့ပြပေးထားဆိုတော့ဒီမှာခါသူ့ရဲ့20ပုံပြခါ66အစား4ခါအစား4ပြောချင်တာပေါ့နော်ဘယ်ခဏကိုဘလောက်အချူစားပဲဖြစ်ဖြစ်ခါအစား4ရလာတဲ့အဖြေကိုအရှိချင်းနောက်ချမ်းခွင့်မယ်အရှိချင်းကဘိုက်သားရှိတဲ့အတွက်ကြောင့်1ပေါင်းမယ်နောက်ချမ်းကို1နှုတ်မယ်နှုတ်ပြီးဆိုရင်တောက်စာ3 cm ပေါင်းမယ်နော်နောက်ချမ်းရော3 cm အရှိချင်းလည်း3 cm ပေါင်းမယ်နောက်ပြီးတော့တင်ကိုကြောက်လဲ4စားမယ်တင်ကိုလည်း4နဲ့စားမယ်ရလာတဲ့အဖြေကိုအရှိချင်းနောက်ချမ်းခွင့်မယ်သူကကြောင့်နောက်မှာတင်လုံးစာရှိတဲ့အတွက်ကြောင့်တင်အရှိတင်ကို1ပေါင်းsorry နောက်တင်ကို1ပေါင်းမယ်အရှိချမ်းကိုကျတော့1နှုတ်မယ်နော်ခါနဲ့တင်တဲ့အဆန့်ကျင်ပဲနော်အသားပေါ်တဲ့နေရာကို1ပေါင်းပြီးတော့အသားမရှိတဲ့နေရာကို1နှုတ်လိုက်တဲ့သဘောပဲပေါ့နော်ဒီမှာအဲ့ဆိုရင်နောက်ချမ်းကိုတင်နေရာမှာကျတော့1ပေါင်းတယ်တင်နေရာအရှိချမ်းကိုကျတော့1နှုတ်တယ်ပြီးပြီဆိုရင်ခွားထုတ်စာတွေရဖို့တော့ကကျတော့ဒီမှာအရှိခွားထုတ်စာကကျတော့အရှိရလာတဲ့အဖြေကို4နဲ့စားမယ်အနှုတ်1 cm အနှုတ်မယ်နော်ပွားတာကြိုက်တဲ့လူဆိုရင်1နှုတ်ဆရာမလို့နည်းနည်းကတင်ကွက်တိကြိုက်တဲ့လူဆိုရင်1နှုတ်ရမယ်နောက်ချမ်းကိုကြားလဲနောက်ချမ်းတင်အဖြေကို2နဲ့စားရမယ်ရလာတဲ့အဖြေကိုအရှိချမ်း1နှုတ်ရင်နောက်ချမ်းလည်း1နှုတ်ပေါ့နော်ပြီးပြီဆိုရင်ဒူးမြင်ဒူးကဟိုကျတော့ဒီမှာအရှိချမ်းနောက်ချမ်းခွဲမယ်အရှိချမ်းနောက်ချမ်းခွဲလိုက်ပြီးတော့ဒီမှာ2နဲ့စားမယ်နော်နောက်ချမ်းကို2ပေါင်းအရှိချမ်းကို2နှုတ်သူကကျတော့2နှုတ်2ပေါင်းနော်အရှိချမ်းကို2နှုတ်ပြီးတော့နောက်ချမ်းကို2ပေါင်းမယ်ခြေဝကိုလည်းအဲ့လိုပဲ2နှုတ်မယ်2ပေါင်းမယ်နောက်ချမ်းကို2ပေါင်းပြီးတော့အရှိချမ်းကို2နှုတ်မယ်ရလာတဲ့အဖြေတွေကို2နဲ့ပြန်စားမယ်နော်အဲ့ဆိုရင်ဒီမှာပတ်တန်ဆွဲနည်းလေးဒီချာလေးပြပေးမယ်နော်ဒီစက်ကူရဲ့ဒီအပေါ်ဆုံးနေရာကနေပြီးတော့ပေတန်တပြားစာဖိုက်စင်တပြားစာမြင်းတစ်ချောင်းဆွဲပါမယ်နော်ဖိုက်စင်တပြားစာမြင်းဆွဲမယ်ပြီးပြီဆိုရင်ဒီကနေပြီးတော့တန်းစီရန်လောက်ဝင်လိုက်နော်တန်းစီရန်လောက်ဒီစက်ကူရဲ့နှခမ်းကနေပြီးတော့တန်းစီရန်ဝင်မယ်အမတ်ကို2မှတ်3မှတ် sorry အမတ်ကို2မှတ်လောက်မှတ်လိုက်နော်အဲ့မှာမြင်းလေးစောင်းလို့တော့မှာဒီမှာတန်းစီရမြင်းတစ်ခုမှတ်တယ်ပြီးတော့ဒီမှာမြင်းပြောင်းဆိုမြင်းလေးရိုင်းမနေစီနေနော်မြင်းလေးရိုင်းသွားရင်ဝေးရတာလေးလေးဖြစ်တယ်နော်ဒီမှာမြင်းတစ်ချောင်းဆွဲမယ်ပြီးပြီဆိုရင်ဒီနဲ့အကျယ်ကိုပေါင်ခတ်မယ်ဆိုရင်တင်အစားနှစ်ဖြေနဲ့ပေါင်ခတ်လိုက်မယ်တင်အစားနှစ်ကတင်အဘက်လေက60ရှိတဲ့အတွက်ကြောင့်60ကိုနှစ်နဲ့စားလိုက်မယ်ဆိုရင်45ရမယ်ဒါပေမဲ့ဟိုဒီဘက်မှာဟိုဒီနှစ်ခုရဲ့ခြားထဲမှာကိုကလူတိုးပို့လျှော်လုပ်လို့ရအောင်လို့ဖိုက်စီရပိုးပေါင်းလိုက်မယ်45ကိုဖိုက်စီရပေါင်းမယ်ဆိုရင်တော့50ရမှာနော်ဒီကျယ်ကိုဒီပတ်တန်းရဲ့ပေါင်ခတ်ဖို့ရတော့က50နဲ့ပေါင်ခတ်လိုက်မယ်သူရဲ့50နဲ့ပေါင်ခတ်လိုက်မယ်